တူဝါနာချင်းညီကိုတွေအလုံးပဲမင်္ဂလာပါမနက်မနက်တော့မနက်2ရက်5လ2025မနက်ပိုင်းစိုင်းနှစ်ခုရှယ်တဲအော်လေးတော့ကွရှယ်တဲအော်လေးတော့ကွဆိုတော့ကျွန်တော်ကမ3မင်းတစ်ပင်3မင်းတစ်ပင်3မင်းတစ်ပင်နော်3မင်းတစ်ပင်တော့ဒီဘက်စားရလဲ3မင်းတစ်ပင်ဒီ3မင်းတစ်ပင်ဒီ3မင်းတစ်ပင်မြေတော့ကျွန်တော်ကတစ်ပင်ကြားလေးပေါ့ဘက်မှာ2ပင်ကြားဒီဘက်တစ်ပင်ကြားလေးကိုအရင်ဆုံးသွားကြည့်တာဘက်တစ်ပင်ကြားလေးအရင်သွားမယ်ဆိုတော့သွားမယ်ဆိုတော့ဒီ9ရက်ဒီ6ရက်နော်956သုံးလုံးပေါင်းချင်းဒီ6ပါပါဒီ1ပါဒီ1ဆို1ထိပ်နဲ့1ခွန်ထွက်တယ်1ထိပ်1ခွန်ထွက်ဒီမှာ3.5ကိုလည်းတူတိုင်းလေးပဲပြန်သွားခွန်8 3ညခွန်8 3ညဆိုတော့ခွန်8ရဲ့3ညပေါ့ခွန်8ရဲ့3ညပေါ့သုံးလုံးပေါင်းချင်းဒီ9တဲ့9ပါပါဒီ3ညထိပ်နဲ့3.5ထွက်တယ်3ညထိပ်နဲ့3.5ထွက်တော့မနေ့ကကျွန်တော်ဒီတူတိုင်းလေးပဲပြန်သွား389နော်3ရဲ့8ရဲ့9ရဲ့3ရဲ့8ရဲ့9ရဲ့ဆိုသုံးလုံးပေါင်းချင်းဒီ3ညရဲ့ပါဒီ9ထိပ်နဲ့9ထိပ်ဒီမေး9ထိပ်ဒီမေးဆို3.5ထိပ်ပေါ့3.5ထိပ်မှာ9ထိပ်ဒီမေးပေါ့9ထိပ်ဒီမေးဆိုတော့နောက်ပိတ်လေးထပ်ရှာကြည့်အောင်နောက်ပိတ်လေးဘယ်လိုရှာအောင်နောက်ပိတ်လေးကဒီ1ရဲ့ဒီ9ရဲ့နော်ဒီ1 5 6 1ရဲ့9ရဲ့6ရဲ့သုံးလုံးပေါင်းကြည့်အောင်1ရဲ့ဒီ9ရဲ့ဒီ6ရဲ့1ရဲ့9ရဲ့6ရဲ့ဆိုသုံးလုံးပေါင်းချင်းတွေနှစ်တယ်2ရဲ့ပါဒီခွန်ခွန်ပိတ်လေးနဲ့မှာ1ခွန်ထွက်တယ်ဒီမှာ1ခွန်တဲလေးပဲနော်1ခွန်တဲလေးပဲဒီကောင်ဒီအပိတ်ကောင်ဒီထိတ်ဒီမှာဒီ3ညထိတ်နဲ့3.5ထွက်တယ်နံပါတ်မနော်9ထိတ်ကတော့မိန်ပေါ့9ထိတ်ဒီမိန်3.5ထိတ်လေးပေါ့3.5ထိတ်လေးဆိုကျွန်တော်ကအဲ့ဆိုလို့ရှိရင်သူ့တိုင်းလေးပဲပြန်ဆက်ပေါင်းကြည့်လိုက်ဒီမှာ3.5ထိတ်နဲ့3.5ထွက်တယ်6ထိတ်နဲ့1ခွန်ထွက်တယ်နော်ဒီကောင်ထွက်တယ်956သုံးလုံးပေါင်းဒီ6ရဲ့ပါဝါဒီ1ထိတ်နဲ့1ခွန်8 3ညခွန်8 3ညဆိုသုံးလုံးပေါင်းချင်းဒီ9ရဲ့ပါဝါဒီ3ညထိတ်နဲ့3.5ထွက်တယ်အထိတ်နဲ့3.5ထွက်တော့ဒီမှာနောက်ပိတ်လေး1 5 6ဒီ1ရဲ့ဒီ9ရဲ့ဒီ6ရဲ့သုံးလုံးပေါင်းချင်းဒီနှစ်တဲ့နှစ်ရဲ့ပါစီခွန်ဆိုတော့ခွန်ပိတ်လေးခွန်ပိတ်နဲ့ဒီမှာ1ခွန်လေးနော်1ခွန်တဲလေးထွက်တယ်6တစ်ချိန်2ခွန်ချိန်နဲ့ပေါင်းချင်းရဲ့ပါဝါဒီပဲထွက်သွားတာ1ခွန်တဲလေးထွက်1ခွန်တဲလေးထွက်တော့ဒီမှာ3.5တော့သူ့လိုပဲပြန်ပါ6 4 3ည6ရဲ့ဒီ4ရဲ့ဒီ4မုံတော့ဒီ4 6ရဲ့4ရဲ့3ည6ရဲ့4ရဲ့3ညသုံးလုံးပေါင်းချင်းဒီ3ညပါဝါဒီ9ဆိုတော့9ပိတ်နဲ့3.5ထွက်တယ်9ပိတ်နဲ့3.5ဆိုတော့ဒီမှာ3.5တဲလေးဒီမှာလည်း1ခွန်တဲလေး1ခွန်တဲလေးပဲဆိုကျွန်တော်ကမနေ့ကတူတိုင်းလေးပဲပြန်သွားအပေါ်ကအပင်ပုံစံတူလေးပြန်သွား2 9ဒီ2ရဲ့ဒီ9ရဲ့2 9ဆိုသုံးလုံးပေါင်းချင်းဒီ3နဲ့3ပါသေး8ဒီအပိတ်လေး38အပိတ်ပေါ့38အပိတ်မှာ8ဒီမိန်3.5ထိပ်မှာ9ဒီမိန်38အပိတ်မှာ8ဒီမိန်ဆိုတော့မနေ့ကကျွန်တော်က58ဒီ58တဲလေးပေါ့နော်58တဲမိန်လေးဆိုအဲ့မှာ53တို့3.3တို့3.8တို့အကြံလေးနဲ့ပေါ့အကြံလေးနဲ့တော့ထိုးကြည့်အခြေလေးပေါ့ထိုးကြည့်အခြေလေးပေါ့မေးဆိုကျွန်တော်နောက်တစ်ခေါက်ထိုက်ရှင်းပြပေး
ရင်းနေပါပဲဒီ9ရတယ်556 556သုံးလုံးပေါင်းချင်းနေ6ရဲ့ပါပါသေး1ထိတ်နဲ့1ခွန်ထွက်တယ်1ခွန်ထွက်တော့ဒီမှာခွန်8 3ညခွန်ရ8ရဲ့3ည8 3ညတော့သုံးလုံးပေါင်းချင်းနေ9ရဲ့ပါပါသေး3ည3ညထိတ်နဲ့3ည5ထွက်3ည5ထိတ်နဲ့3ည5တော့မနက်မနက်ဟုတ်389 3ရဲ့8ရဲ့9ရဲ့သုံးလုံးပေါင်းချင်းနေ3ညရဲ့ပါပါသေး5ထိတ်လေးအားထိုက်လေးနောက်ပိတ်လေးဒီမှာ1ခွန်ရနောက်ပိတ်မှာခွန်ရနောက်ပိတ်ရ9ရဲ့နောက်3ည9ရဲ့နောက်ပိတ်ရ156 56သုံးလုံးပေါင်းချင်းနေ2ရဲ့ပါပါသေး9ဆိုတော့ခွန်ပိတ်လေးနဲ့ခွန်ပိတ်လေးနဲ့1ခွန်ထွက်တယ်တဲ့ခွန်8အဲ့ဒါကျွန်တော်နောက်ပိတ်ရ643ည643ညဆိုတော့သုံးလုံးပေါင်းချင်းနေ3ညရဲ့ပါပါသေး9ဆိုတော့9ပိတ်လေးနဲ့ဒီမှာ3ည9ထွက်အဲ့မနောက်ကျွန်တော်ဒီမှာဥတိုင်းလေးပြန်သွား38 2 9 9 3လုံးပေါင်းချင်းနေ3ရဲ့ပါပါသေး8ဆိုတော့38လေး38ဆိုတော့58လေးပေါ့58ဒီတက်58ဒီတက်ဆိုတော့မှာ3ည5ချိန်နဲ့38ချိန်နော်3ည5ချိန်နဲ့38ချိန်ဆိုတော့နောက်တစ်ပြန်ထပ်ပြပြီပုံမှန်တူစိုက်နှစ်ခုတက်ရောတက်ကွက်စိုက်နှစ်ခုတက်ရောတက်ကွက်ဆိုတော့တကွက်တော့ကျွန်တော်ထိပ်သီးလေးရင်သွားမယ်ထိပ်သီးလေးရင်သွားမယ်ဆိုတော့ကျွန်တော်ဒီမှာ6ခွန်6ဆိုတော့သုံးလုံးပေါင်းချင်းနေ9တဲ့နော်6ခွန်6သုံးလုံးပေါင်းချင်းနေ9ရဲ့ပါဝါဒီ4ရဲ့ပါဝါဒီ4ကို4ထိပ်နဲ့4လေးထွက်တယ်4ထိပ်နဲ့4လေးထွက်တော့ကျွန်တော်တို့ဒီမှာ38တပင်ကြားပြီနာ2ပင်ကြားဟိုကတပင်ကြား38ကိုသူ့တိုင်းနဲ့ပြန်သွား6 3ည9 6ရဲ့3ည9ရဲ့နော်6 3ည9 6 3ည9ဆိုတော့သုံးလုံးပေါင်းချင်းနေ9တဲ့9ရဲ့ပါဝါဒီ3ညထိတ်နဲ့3ည8ထွက်3ညထိတ်နဲ့3ည8ထွက်တော့ကျွန်တော်တို့ကမနက်မနက်သူ့တိုင်းနဲ့ဆက်သွား9ရဲ့2ရဲ့ဒီ9ရဲ့2ရဲ့9ရဲ့ဆိုတော့သုံးလုံးပေါင်းချင်းနေ3ညတဲ့3ညရဲ့ပါဝါဒီ9ထိတ်လေးဒီမှာဒီ4ထိတ်နဲ့4လေးထွက်တယ်ပေါင်းလေးထိတ်3ည5ထိတ်မှာ5ဒီမိတ်3ည5ထိတ်မှာ5ဒီမိတ်ဆိုတော့တော့နောက်ပိတ်လေးကိုထပ်ရှာကြည့်အောင်နောက်ပိတ်လေးကဘယ်လိုရှာမလဲဆိုတော့ကျွန်တော်ဒီ6ရယ်ဒီ9ရယ်ဒီ6ရယ်နော်6ခွန်6ဆိုတော့သုံးလုံးပေါင်းချင်းနေတဲ့9တဲ့သုံးလုံးပေါင်းချင်းနေ9ဆို9ရဲ့ပါသည်4ပိတ်နဲ့4လေးထွက်တယ်ဒီမှာ4လေးတက်လေးဟုတ်လား4လေးတက်လေးပဲဆိုကျွန်တော်ဒီမှာ38ကိုသူ့လိုနောက်ပိတ်လေးပြန်သွား6 4 3 6ရယ်4ရယ်3ရယ်နော်6ရယ်4ရယ်3ရယ်ဆိုတော့သုံးလုံးပေါင်းချင်းနေ3နဲ့3ရန်ပါပါသည်8 38ပိတ်လေးနဲ့3ည8ထွက်တယ်ဒီမှာလည်းတဲ့လေးပဲဒီမှာလည်းတဲ့လေးပဲအဲဆိုကျွန်တော်တို့ဒီမှာအပိတ်ဒီမှာလေးလည်းအပိတ်နော်ပိတ်ဆိုတော့မနက်မနက်ကိုသူ့လိုပဲပြန်သွား9 8 6ဒီ9ရယ်ဒီ8ရယ်ဒီ6ရယ်နော်9ရယ်8ရယ်6ရယ်ဆိုတော့9ရယ်8ရယ်6ရယ်သုံးလုံးပေါင်းချင်းဒီ3နဲ့3ရန်ပါသည်8အဲ့ဘာရှိတယ်ဒီကောင်းဒီအပိတ်အဲ့တော့ဒီမှာလည်း98ဒီတက်မှာလည်း98ဒီတက်ဆိုတော့58ဒီတက်58ဒီတက်တော့ခုနပထမတစ်ဆိုင်မှာလည်း58ဒီတက်3ည5ထိပ်38အပိတ်58တက်ဒီမှာလည်း3ည5ထိပ်38ပိတ်နဲ့58တက်58တက်ကျွန်တော်ဒီအောင်နောက်တစ်ခေါက်ပြန်ရှင်းပြပြဒါရှင်းပြပေးမယ်ဆိုဒီဒါထိပ်သီးလေးရင်ပြဒီက6ခွန်6သုံးလုံးပေါင်းချင်းနေ9
9ရဲ့ပါဝါဒီ4 4ထိပ်နဲ့4 4ထွက်4 4ထွက်ဒီမှာ3ည8 3ည8ဆိုတော့သူ့ကိုပဲပြန်မှာ6 3ည9 6 3ည9ဆိုတော့3လုံးပေါင်းချင်းဒီ9ဆို9ရဲ့ပါဝါဒီ3ည3ညထိပ်နဲ့3ည8ထွက်3ညထိပ်နဲ့3ည8ထွက်ဒီမှာမနေ့ကမနေ့ကသူ့လိုပဲဟိုအတိုင်းလေးပဲ9 2 9 9 2 9ဆို3လုံးပေါင်းချင်းဒီ3ည3ညရဲ့ပါဝါဒီ9 5ထိပ်လေး3ည5ထိပ်မှာ5ထိပ်လေးက main ပေါ့5ထိပ်လေးက main ဆိုတော့နောက်ဒီမှာလေးလေးအပိတ်ကိုလေးလေးထိပ်ရပြီ3ည8ထိပ်ရပြီဒီမှာလေးလေးအပိတ်လေးကိုဒီ6ရယ်ဒီ9ရယ်ဒီ6ရယ်နော်6ရယ်9ရယ်6ဆို3လုံးပေါင်းချင်းဒီ9တဲ့9ရဲ့ပါဝါဒီ4 4ပိတ်လေးနဲ့ဒီမှာလေးလေးတဲ့လေးပဲအပေါ်လဲ9လေးချိန်အောက်လဲ9လေးချိန်9လေးချိန်နောက်ခုမှာလေးလေးထွက်ပေါင်းချင်းရဲ့ပါဝါပဲထွက်သွားတယ်ဒီမှာ4ဘူးလေးမှာလဲ3ည8 3ည8ကို8ပိတ်လေးက6 4 3နောက်လေး3လုံးပေါင်းချင်းဒီ3ရဲ့ပါဝါဒီ8ကျတော့ပေါင်းချင်းပါဝါဒီမှာလည်းပေါင်းချင်းပါဝါဒီမှာလည်းပေါင်းချင်းပါဝါဒီမှာ3ည8တဲ့လေးပဲထပ်ထွက်ပြီထပ်ထွက်ပြီမနေ့ကမနေ့ကသူ့တိုင်းလေးမှာဒါနောက်ပိတ်လေးက9 8 6 9 8 6ဆိုတော့3လုံးပေါင်းချင်းဒီ3ရဲ့ပါဝါဒီ8ဆိုတော့8ပိတ်လေးနောက်ဟိုဘက်တစ်ဆိုင်မှာလည်း3ည5ချိန်နဲ့3 8ချိန်ဒီဘက်တစ်ဆိုင်မှာလည်း3ည5ချိန်နဲ့3 8ချိန်မှာ3ည5ထိပ်နဲ့3 8အပိတ်3 8အပိတ်မှာနှစ်ခုတော့မှတူနေတော့9 8ဒီမိန်တက်ဟောလေတဲလေးပို့တဲလေးပို့ကတူလေးရတော့9 3တို့3ည3တို့3ည8တို့အဲ့ဒီရလဲတဲ့တွေပဲ9 3တို့နော်3ည3တို့9 3 3ည3အဖြစ်မယ်3ည8အားလေးကတူလေး9 8ဒီတဲ့အော်လေးလောလေးဆိုတော့ဒီဘက်တစ်ဆိုင်မှာဒီမှာလဲ3ည5 3ည5ထိပ်မှာလဲ3 8အပိတ်နော်အဲ့ဒီလိုဆိုရင်ကိုယ့်ဘာကိုပြန်ပြီးချင်းချင်းပြန်သွားကြည့်အောင်ဒီဘက်တစ်ဆိုင်ကတော့ဒီမှာ3မိနစ်တပင်နော်69ကစတယ်6953ကစတယ်တစ်ခွန်ထွက်တယ်6953ကစပြီးချပြီးတော့ဒီတိုင်းလေးပဲချစ်ကြည့်လိုက်ဒီကောင်ကြတော့နှစ်ပင်ကြားလေးတပင်နှစ်ပင်ကြားမှာတပင်3ပင်တပင်3ပင်တပင်3ပင်တပင်ဒီဘက်တစ်ဆိုင်က9လေးရစ9လေး5 6ကနေစ9လေး5 6ကို3ပင်တပင်ဒီကတစ်လုံးပြန်ဒီ6တစ်လုံးနောက်ဆုံးတစ်လုံး3ပင်တပင်ဒီမှာ9တစ်လုံးဒီမှာလည်း6တစ်လုံးယူလာဒီမှာလည်း9တစ်လုံးယူလာ3ပင်တပင်အဲ့တိုင်းလေးကိုပြန်ကြည့်ပါနော်နောက်ပြန်မနာကိုငါရှိဒီတဲ့မင်းလေးပေါ့3 5ထိတ်နဲ့3 8အပိတ်စိုက်နှစ်ခုမှာတဲအိုးလေးတစ်ခွက်စပတ်ရှယ်လေးတော့လှတော့လှအားလုံးပဲမင်္ဂလာပါအားလုံးပဲကြားကြပါစေ